Hello morning မင်္ဂလာပါမနေ့မိုးလင်းတာနဲ့မမေကဆိုင်ရှိထွက်ပြီးတော့တစ်ပင်လေးတွေဝင်းနေတာလေးပြန်ပါတယ်ဆိုင်ရှိမှာကမုန်းပင်လေးနှစ်ပင်စိုက်ထားပါတယ်ဟိုဘက်တစ်ပင်ဒီဘက်တစ်ပင်မှာအဲ့ဒါဝင်းနေတာလေးတွေပြန်ပါတယ်ပြီးတော့ဆိုင်ရှိမှာပန်းပင်လေးတွေပန်းပွင့်နေကြည့်ပြီးတော့ဟိုပင်ကြည့်ဒီပင်ကြည့်ဟိုပင်ကင်မရာနဲ့ရိုက်ဒီပင်ကင်မရာနဲ့ရှောက်ရိုက်ပါတယ်ဆိုင်ရှိမှာပန်းပွင့်လေးတွေပန်းပွင့်ပြီးတော့မှုေးနေမမေအရန်ကြိုက်ပါတယ်စပယ်ပန်းလေးတွေလည်းရှိပါတယ်စပယ်ပန်းလေးတွေလည်းစပြီးတော့ပန်းပွင့်နေပါပြီခြေထောက်တစ်ဖက်ကတော့မဲတူးရပါနေပါလေပြီးရင်လောက်လေးစားလုပ်ပါမယ်မမေကနေမကောင်းတဲ့ရုပ်ဖြစ်နေဆိုတော့ရတော့စူပုံနေပါတယ်ဒီမှာမနက်ပိုင်းလုံလေးကိုဆက်ပြီးတော့လုပ်ပါမယ်လုံရင်းနဲ့မှာဆန်နိုင်လောက်ရင်ဒီထဲမှာထမင်းတော့ချက်ပါမယ်မမေကမနက်ပိုင်းဆိုရင်9နိုင်ခွဲဆန်နိုင်ဆိုရင်ဒီတိုင်းထမင်းချက်ပါတယ်တိုင်းမြောက်တယ်ဆိုတော့ဖြစ်သူလိုလေးချက်တာပါတယ်စီးသူလိုလေးပဲစားတာများပါတယ်နေမကောင်းတဲ့ရုပ်ကြီးဆိုစံနိုင်လည်းထိုးနေပြီဆိုတော့အိမ်ထဲဝင်သွားပါတယ်အမေကဒီနေ့ခောက်ဆွဲလေးဝယ်လာပါတယ်အုံတို့ခောက်ဆွဲချက်စားမယ်တဲ့ပဲလေးကိုလည်းရေးစိမ်ထားပါတယ်ပြုံးရတတအောင်တော့ပါပြီးတော့ချက်တော်ဖြူနဲ့ချင်းလေးတွေလည်းတခါလေးခွန်လွှာထားပါမယ်ခွန်လွှာတန်းနဲ့ပဲပြုတ်ပါမယ်ပြီးရင်ချက်ဦးလေးရေးဆေးပြီးတော့ပြုတ်ထားတဲ့ပဲဦးလေးကိုပဲတခါလေးထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ပြီးရင်ချက်တော်ဖြူနဲ့ချင်းလေးကိုခွန်ခွာပြီးတော့နေတော်လေးလှိထားပါမယ်ထောင်းလို့ရအောင်ပါနေတော်လေးရပြီဆိုတော့ကျိတ်ဆုံတဲ့ထည့်ပြီးတော့တခါလေးထည့်ပြီးတော့ရောသမမှွေထပ်ထောင်းပါမယ်ချက်တော်ဖြူနဲ့ချင်းလေးကိုလည်းကြည့်အောင်ထည့်ပြီးတော့ထောင်းလိုက်ပါမယ်ပြီးရနဲ့ထောင်းထားတဲ့ဟာလေးကိုပကံထဲကိုဖယ်ထုတ်ထားလိုက်ပါမယ်ပြီးတော့ခုနကလည်းပြုတ်ထားတဲ့ပဲလေးကိုလည်းတခါလေးကျိတ်ဆုံတဲ့ထည့်ပြီးတော့တခါလေးထောင်းလိုက်ပါမယ်ပဲကပြုတ်ပြီးထောင်းရတာဆိုတော့နည်းနည်းထောင်းရတာတတ်တာပါလေပြုတ်အီအီလေးဖြစ်နေလို့ပါပဲလေးတွေပူနေပြီဆိုတော့ပူနေတော့တခါလေးထည့်ပြီးတော့ထောင်းလိုက်ပါမယ်ထောင်းပါလေပဲတစ်ချက်ညတစ်ချက်ထောင်းပါလေထောင်းပြီးတော့ပဲလေးကိုကြည်အောင်ဒီအောင်လုံးထပ်ထောင်းနေပါနဲ့မျက်နှာရည်ကတော့စူပုတ်နေပါလေမသိရင်သူ့လိုစားထိုင်စားနေရတဲ့ရုပ်ကြီးလိုဖြစ်နေပါလေပဲလေးလည်းညက်ပြီးဆိုရင်တော့အုံလုံးခစချက်ဖို့လွယ်အောင်လို့စစ်တဲ့ ready ဖြစ်နေပါပြီစီကိုစူအောင်တက်လိုက်ပါမယ်ဆူဆူတာနဲ့စနွေးလေးအရင်ထည့်ပြီးတော့နည်းနည်းလေးစနွေးအနဲ့ပြောင်းအောင်အရင်ထည့်လိုက်ပါမယ်ပြီးရနဲ့စနွေးလေးလဲဆူလာပြီးဆိုရနဲ့ခုနထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ဂျင်းလေးကိုထည့်ပြီးတော့တစ်ခါလေးစီတက်လိုက်ပါမယ်စီတက်ရင်နယ်လေးမှုေးလာတဲ့ဒီတစ်ခါလေးစီတက်လိုက်ပါမယ်ကြက်သွန်ဖြူနဲ့ဂျင်းလေးကိုစီတက်လိုက်မှုေးလာပြီးဆိုရင်မြေတိကျက်မုံလေးကထည့်လိုက်ပါမယ်မိမိတို့အုံးလုံးကဆန်နဲ့နီအောင်လေးဖက်ပိုင်းနဲ့ဟာပိုးကြိုက်လို့ပါမြေတိကျက်မုံလေးထည့်ပြီးတော့တစ်ခါလေးစီတက်လိုက်ပါမယ်စီတက်ပြီးတော့တစ်ခါထမွေးပါမယ်ပြီးတော့ငွေ